嘿，阿花爷家啦，国忙定我包的天呢，都来的那我他里我吃啥样啦？哎哇，阿婆爷，明日来没事动，你要来生你用吃啥家啦不？给，不上一句个，多为家没？阿婆呢阿花哈，原来个娘们屋个，我打空时个嘟嘟多些家吧嘞。လက်ဆက်တဲ့ဝတာသုံးတက်သားလေးကိုရွေးဝယ်ပြီးအိမ်ကိုပြင်လာခဲ့ကြတာပေါ့အဖိုးနဲ့အဖွားကအိမ်ရောက်တာနဲ့နှစ်ယောက်သားမီးဖို့ကြောင့်တဲမှာဝတာခုတ်တဲ့သူကခုတ်ချက်သွန်ထောင်းတဲ့သူကထောင်းနေတယ်အဖွားကဝတာမင်္ဂလီစမ်းမှာကြာလိုက်ကြလို့ပြောတဲ့အခါအဖိုးကငါလည်းလုံနေတာပဲဟာနင်ကလည်းဆိုပြီးပြန်ပြောနေတယ်မီးဖို့ထဲမှာအဖိုးကဝတာကိုစီတက်နေတယ်ငရုတ်သီးချက်သွန်ထောင်းတာကိုထည့်လိုက်တယ်ထဲမီနန်လေးနဲ့အတူချက်သွန်ဖြူနီစီတတ်နန်ကတအိမ်လုံးပြန့်နှံ့တော့ပါလေအဖွားကဝတ်သားတွေကိုစားစနွင်းနယ်ပြီးအိုးတဲ့ထက်မီးအေးနဲ့စိတ်နေအောင်တီထားလိုက်ပါတယ်နောက်ဆုံးမှာတော့စီတဝင်းဝင်းနဲ့နူးအီနေတဲ့ဝတ်သားဟင်းကြီးချက်သွားပါပြီခြံတဲကဆွတ်လာတဲ့ငရုတ်သီးစိမ်းတံပရာသီးနဲ့ငပိရဖြိုလေးကလည်းအစင်သင့်ပေါ့အဖွားဟာကဲစားစမ်းပါအောင်အဖိုးကြီးရဲ့အသားကနူးအီနေတာပဲအဖိုးကောင်းလိုက်တာအဖွားကြီးရဲ့မင်းလက်ရာကတော့ဘာနဲ့မှမလဲနေဘူးလို့ပြောတယ်အဖိုးနဲ့အဖွားကရွာကလေးရဲ့ငိမ့်တက်ကြီးချမ်းနဲ့နေလေခင်းမှာအဖိုးနဲ့အဖွားရဲ့ဝတ်သားဟင်းနတ်လေးနဲ့သမင်းကိုအားရပါရစောင်းနေတယ်သူတို့ရဲ့ရိုးရှင်းတဲ့နေလေစားလေးကချစ်ချင်းမေတ္တာတွေနဲ့အတူတင်းပြန်နေပါတော့တယ်